Hello ဒီရက်ကငါးချင်းဆက်လောက်စားမယ်ငါးချင်းဆက်ကကြတော့မချူကိုနီကိုဟန်နဲ့ကိုစားချင်တယ်လို့ပေါ့နော်ကိုလုံးတက်တယ်လို့လေးလောက်ထားတာပါအရတာကမစိုးဘူးတော်တော်လေးစားလို့ကောင်းတယ်ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းအရင်ဆုံးမချူဒီငါးကိုနည်းနည်းလေးအရာပေးလိုက်မယ်ဓားအရာပေးလိုက်မယ်အဲ့ဒါမှငါးကအထဲထိအရတာစိတ်ဝင်မှာဖြစ်တယ်နောက်ပြီးတော့ဟင်းခမ်မွန်နဲ့စားကိုရောပြီးတော့ငါးကိုတုတ်လင်းပေးမယ်နည်းနည်းလေးလင်းရပြီးလို့ရှိရင်မချူဒီအဲဖာယာနဲ့တစ်ဖက်ကို16မိနစ်ပေါ့နော်တစ်ဖက်ကို18မိနစ်နဲ့ဒီနေရာအပူချေကနေရာဒီဂရီမှာထားပြီးတော့အပူပေးပါမယ်9ကီနီတုံးမှာအချင်းရင်လေးဆက်ပါမယ်အချင်းရင်လုံးလေးကလည်းလွယ်လွယ်လေးပဲเนาะဒီရှမ်းနနန်နဲ့နနန်ပေနဲ့ကိုကြိတ်ရတာလွယ်အောင်လို့အပိုင်းပိုင်းလေးပိုင်းလိုက်မယ်မယုတ်တီစိမ့်နဲ့ကြက်တူဖြွန်နဲ့ဒီရှမ်းနနန်ပေကိုမချူဒီကြိတ်စုံနဲ့ကြိတ်လိုက်ပါမယ်ငါးကတော့တစ်ဖက်ကြက်သွားပြီပေါ့နော်ဒါ18မိနစ်နဲ့အပူချိန်200ဒီဂရီဆက်စီယပ်မှာထားတာဖြစ်တယ်ငါးအကောင်ကြီးတော့လေတစ်ဖက်ကိုမိနစ်18မိနစ်กินထားတာဖြစ်တယ်နောက်တစ်ဖက်ကိုပြန်လှည့်ပြီးတော့ဒီအတိုင်းပဲပြန်กินပါမယ်တကယ်လို့ကိုကငါးကိုဒီထက်ပိုပြီးတော့ကြက်တာလေးကျွတ်လေးဖြစ်အောင်စားချင်တယ်ဆိုရင်တော့မိနစ်ကိုတိုးပြီးတော့ပေးလိုက်ပေါ့နော်အရတာကကြတော့9တန်ပြပေါင်းနဲ့ခက်စင်စင်ပဲ9တန်ပြပေါင်းကကြတော့အချိန်လဲကုန်တယ်ပါဝင်ပစ္စည်းရတဲ့အရင်များတော့လေနည်းနည်းလက်ဝင်လို့မချူအဲ့ဒါမလောက်စားဘူးတကယ်လို့ကွာ9မနိုင်လို့ရှိရင်ညီနဲ့လဲထွက်မှာဆိုတော့လေဆိုတော့မချူပိုင်နိုင်တဲ့အပိုင်းလေးကိုပဲပေါ့နော်ကိုလုံတက်တယ်လို့မျိုးလေးလှုပ်စားဖြစ်ပါတယ်9ချင်းဆက်လေးဟုတ်ပြီမချူတော့ဒီကြိတ်ထားတဲ့ရှမ်းနန်ပါမယ်တရုတ်နန်လောက်ခေါ်မလားရှမ်းနန်ပေါ့နော်အဲ့ဒါပါမယ်နောက်ပြီးတော့နန်ပေပါမယ်ငံပြရင်အကျဲပေါ့နော်ကိုကြိုက်တဲ့သစိတ်သုံးနိုင်တယ်နောက်ပြီးတော့ခရုစီပါပါမယ်ဟင်းခမ်မွန်နဲ့စားနဲ့ထက်မယ်တံပြတီးထက်မယ်ရေနည်းနည်းထက်မယ်ထက်ပြီးတော့မွေလိုက်ပါမယ်တံပြတီးနေရာမှာပေါ့နော်ဒီတံပီယိုတို့နောက်ပြီးတော့ရှောက်တီးလားအဲ့လိုမျိုးကိုကြိုက်တဲ့ဟာသုံးပေးလို့ရတယ်တကြားကြိုက်လို့ရှိရင်တော့တကြားနည်းနည်းထက်ပါမယ်အဲ့ဒါကိုတမအောင်လို့တခြားလေးမွေလိုက်ပါမယ်အချင်းလုံနီးလေးကလွယ်လွယ်လေးပဲเนาะတချို့တကြားမကြိုက်တဲ့လူဆိုလို့ရှိရင်တော့ဒီပြားရည်ထက်လို့လည်းရတာပေါ့เนาะအချင်းမှာဒီမြေပန်းဆန်ထက်လို့ရှိရင်စိတ်စိတ်လေးနဲ့ပို့ပြီးတော့စားလို့ကောင်းတယ်ဒါပေမဲ့မချူကဒီနေ့လယ်ကြမှာစားမှာဆိုတော့လေမြေပန်းတွေအရန်ပွားသွားမှာဆိုလို့မြေပန်းဆန်အောင်တော့မထက်တော့ဘူးမချူချက်တဲ့ဒီငါးချင်းဆက်ကလုံနီးလွယ်လွယ်လေးပဲเนาะဒီငါးရဲ့အပေါ်မှာလှုပ်ထားတဲ့အချင်းရင်လေးကိုလောင်းထက်ပြီးတော့ပေါ့เนาะစားလိုက်ရုံပါပဲရတာကမစိုးဘူးတော်တော်လေးစားကောင်းတယ်ကိုချက်ကိုကောင်းမလို့ကောင်းတယ်လို့ပြောတာမဟုတ်ဘူးပေါ့เนาะမချူရဲ့ဒီငါးချင်းဆက်လေးကိုစားဘူးတဲ့သူအကောင်လုံးကတကယ်ကောင်းတယ်လို့ review ပေးထားတယ်ဟင်းတစ်ခွက်ပေါ့เนาะဆိုတော့အခုလိုမျိုးမချူတော့ငါးချင်းဆက်လေးလှုပ်စားချင်တဲ့လူရှိရင်လှုပ်စားကြည့်เนาะအရတာကတော်တော်လေးစားလို့ကောင်းတယ်လုံးဝမအီဘူး